皆さんこんにちは。上手ウェスページမှာကြိုဆိုပါတယ်။ဒီနေ့မှာတော့第3週3日目ရဲ့文法လေးတွေကိုပြပြပေးချင်ပါတယ်။ဒီနေ့ပြပြပေးမယ့်စကားလုံးတွေကတော့タとタン、あげく、スエネ、タかと思ったらそれလေးလုံးပြပြပေးချင်ပါတယ်။早速いきたいと思います。ပထမဆုံးタとタンဘယ်လိုလဲဆိုတော့ဒီ x ကိုလှုပ်လိုက်ရင်လှုပ်လိုက်ခြင်းဝိုင်းဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ကဲဥပမာလေးကြည့်ပြီးပုံနာလဲအောင်ပြပြပေးပါမယ်窓を開けた途端窓をဆိုတော့ပြတင်းပေါက်ကို開けた途端ဖွင့်လိုက်ရင်ဖွင့်လိုက်ခြင်း強い風がလေးပြင်းပြင်းက入ってきたဝင်လာခဲ့ပါတယ်開けると同時にဖွင့်လိုက်တာနဲ့လေကဝင်လာတာဖြစ်လင်းဖြစ်ချင်းလှုပ်လေလှုပ်ချင်းတခုခုဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးပါတယ်နော်ကဲနံပါတ်2ဥပမာလေးကြည့်အောင်お酒を飲んだ途端အရက်ကိုတောက်လင်းတောက်ချင်းခေါင်းကဆိုတော့မျက်နှာက赤くညီပြီးတော့なったနီလာတဲ့飲んだらすぐにတော့同時にတပြိုင်နက်တည်းချက်ချင်းပေါ့နော်ဆိုတဲ့အဓိပ္ပာယ်လေးရပါတယ်သူရဲ့ format ကလေးကကြတော့verb ထားဖောင်လေးမှာတိုတန်းပေါင်းပေးရုံပါပဲဒါမှမဟုတ်ရင်တိုတန်းနီးဆိုပြီးပေါင်းပေးရုံပါပဲတကယ်လို့အလဲမှာပေါ့နော်စာကြောင်းတစ်ကြောင်းဖြတ်ပြီးတော့မှအနောက်ကပြောမယ်ဆိုလို့ရှိရင်တော့ဆွန်နိုတိုတန်းဆိုပြီးတော့အနောက်ကပေါင်းပေးလို့ရပါတယ်ဥပမာနံပါတ်1ကလေးဆိုရင်窓を開けたその途端強い風が入ってきたဆိုပြီးသုံးလို့ရပါတယ်နော်ကဲအဲ့ဆိုရင်နားလည်မယ်ထင်ပါတယ်ဒီပါလေးကြည့်အောင်အာဂိကသူကဒီ x ပြီးတဲ့နောက်မှာ y ဖြစ်သွားတယ် y ဆိုတဲ့ရလက်ကိုရတယ်ပေါ့နော်ဒီ x ကဘယ်လိုလဲဆိုတော့လေသူကပုံမှန်အပြင်ကကြတော့နည်းနည်းလေးခက်ခဲပင်ပန်းတဲ့အရာမျိုးကိုသုံးတယ်ခရိုဆိုတဲ့ခက်ခဲပင်ပန်းပြီးတော့မှလောက်ရတဲ့အရာနည်းနည်းလေးခက်ခဲပင်ပန်းဟုတ်ပြီနော်ခရိုဒီဟာပြီးသွားတော့မှဝိုင်းဆိုတဲ့ဟာကိုရကောင်းတာဆိုတာတော့မသိဘူးเนาะကောင်းတာဆိုတာမသိဘူးကောင်းလားဆိုလားမသိဘူးဟုတ်ပြီเนาะモノだからတော့ဆိုတဲ့သုံးခဲ့တာလေးတွေတော့မှတ်မိမယ်ထင်ပါတယ်モノノဆိုလို့ရှိရင်တော့အနောက်ကမကောင်းတာလိုက်တဲ့ဥပမာဆိုလို့ရှိရင်手術したものの病気は治らなかったဆိုတာမျိုးသုံးခဲ့တာလေးတွေမှတ်မိမယ်ထင်ပါတယ်နော်အဲ့တော့ပြန်ကြည့်အောင်သူကဥပမာလေးကခါတယ်သူက酔っ払ってမူးပြီးတော့ရုပ်ဆိုတာကပုံမှန်ခေါင်းမူးတာတော့လေစီးရင်မူးတာတော့အဲ့လိုမျိုးနေရာမှာလဲသုံးလို့ရတယ်နော်酔っ払ってဆိုတော့အရင်မူးတာပေါ့နော်騒いだဆိုတော့ or hit あげくနောက်မှာတော့နေတဲ့しまったသူကအရက်မူးပြီး or hit ပြီးတဲ့နောက်မှာအိပ်ပျော်သွားတယ်ဆိုတဲ့အဓိပ္ပာယ်လေးရပါမယ်နော်ကဲအဲ့တော့နံပါတ်2ပုံမှာလေးကြည့်အောင်နန်းတော့မဘယ်နှချိန်မှန်းတော့မသိဘူးချိန်ရီမြောင်းများစွာ手術ဆိုတော့ operation ခွဲစိတ်တာあげくပြီးနောက်မှာတော့治らないと言われたမပြောက်ဘူးလို့ပြောတယ်何度も手術するဆိုတဲ့အဓိပ္ပာယ်ကကြတော့ operation ဝယ်တာလောက်တာဝင်နေဆိုတာလွယ်တဲ့လုံးမမဟုတ်တာခက်ခဲပင်ပန်းတဲ့အလုပ်လေးဟုတ်တယ်မလားအဲ့လိုမျိုးပြီးတဲ့နောက်မှာတော့မော治らないと言われたဆိုပြီးတော့ပြောတာလေမျိုးမှာသုံးပါတယ်အဲ့တော့သူ့ရဲ့ format ကလေးက verb ကိုတာဖောင် noun ဆိုလို့ရှိရင်တော့ noun နောက်မှာ手術ဆိုတော့手術は noun するဆိုတော့ခကိုကေနဲ့ဆိုတော့したဆိုပြီးတော့သုံးလို့လည်းရပါတယ်နော်手術したあげくဆိုပြီးတော့လည်းသုံးလို့ရတယ်လို့手術のあげくဆိုပြီးတော့လည်းဒီ not found လေးကိုလည်းသုံးလို့ရပါတယ်ပြီးရင်နောက်ကあげくにあげくのပါတယ်ဆိုရင်နောက်မှာနောင်ပြန်လိုက်ပြရမယ်เนาะဒါလီတော့အရင်က format တွေနဲ့တူတူပဲเนาะဒီ no ရဲ့နောက်မှာကနောင်ပဲပြန်လိုက်ပြရတခုခုစကားစပ်ပါတယ်စကားစပ်ရဲ့နောက်မှာ no လိုက်တယ်ဆိုရင်နောင်ပြန်လိုက်ပြရတာလေးတွေအရင် format တွေမှာလည်းရှိခဲ့ပါတယ်က
ကဲစောစောပြောခဲ့သလိုပဲသူ့တချောင်းဖြတ်ပြီးနောက်ကဆက်ပြောမယ်ဆိုလို့ရှိရင်လေဆိုနိုပေါင်းပြီးတော့ရပါတယ်နော်ဒီဆိုနိုဆိုတာဒီအရှိကဒီအကြောင်းအရာတစ်ခုသူကပြန်ပြီးထူးပြတဲ့ကြောင့်ဆိုနိုအာဂေကုဆိုတာပြီးနောက်ဟုတ်ပြီနော်အဲဆိုလို့ရှိရင်နော် format ကလေးနားလည်မယ်ဒီမှာလေစမှန်လေးကြည့်အောင်နာယန္ဒဆွေဆိုတော့သူကလည်းလုပ်ပြီးတဲ့တစ်ခုရဲ့ရလာပဲဟုတ်ပြီနော်သူကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဥပမာလေးကိုကြည့်ပြီးတော့ပို့ပြီးနားလဲအောင်ပြပေးပါမယ်နော်နိုင်ရန်ဒါဆွေနိုင်ရန်ဒါဆိုတာကနည်းနည်းလေးဟိုဘယ်လိုပြောမလဲဟိုတောင်တွေးမြောက်တွေးနဲ့အတွေးတွေအများကြီးတွေးတာတဲ့အားမျိုးကိုပြောတာနော်တွေးတွေအများကြီးတွေးတာနိုင်ရမယ်ဆိုတာ進学ではなく進学ဆိုတာကျောင်းဆက်တာではなくကျောင်းဆက်မတက်ဘဲနဲ့就職することにした就職ဆိုတာကအလုပ်ဝင်တာ就職するအလုပ်ဝင်တာဟာကိုဆုံးဖြတ်လိုက်တယ်သူကကျတော့ဘယ်လိုမျိုးဒီလုပ်ပြီးတဲ့ရလဲဆိုတာကနာယန္တာခေတ်ကောပြောချင်တာဟုတ်ပြီနော်ဒီနောက်ကခေတ်ကောပြောချင်နာယန္တာခေတ်ကကိုလုပ်ပြီးလို့ရတယ်ရလက်ကိုသူအထူးပြုချင်တာဟုတ်ပြီနော်အဲ့တော့နာယန္တာခေတ်က話し合いの結果ဆိုတဲ့အဓိပ္ပာယ်သူ့ရဲ့တစ်ခုခုရလက်ကိုပြောတဲ့နေရာမှာတုံးတယ်အဲ့တော့ရလက်ကိုပြောတာဘာလို့ပြီးတော့မှရလက်လဲဒီအရှိက format ရဲ့အနောက်မှာဒီမှာဆွဲဆိုတဲ့အဓိပ္ပာယ်ကရလက်ဟုတ်ပြီနော်အဲ့တော့သူ့ရဲ့အရှိက format ကလေးကဘာလေးတွေလဲဆိုတော့ verb တာဖောင်နဲ့သူကလည်းစောစောပြောတဲ့ noun စုကိုဖြောက်ပြီးတော့ no လေးပေါင်းပေးအောင်ပဲကဲနောက်တစ်ခုဥပမာလေးက住民との話し合いの末သူကဆွေဆိုတဲ့အဓိပ္ပာယ်လေးပြီးသွားတဲ့ဟာမျိုးမှာအဓိပ္ပာယ်ရတယ်ပေါ့နော်ပြီးသွားတဲ့အဓိပ္ပာယ်မျိုးရတယ်ဒီ住民ဆိုတာကနေထိုင်တဲ့သူတွေနဲ့とのဆိုတာနေထိုင်တဲ့သူတွေနဲ့話し合いの末စကားပြောပြီးတဲ့နောက်မှာစကားပြောတာရိုးရိုးပြောတာမဟုတ်ဟာနာရှိအောင်ဆိုတာကမျက်နှာချင်းဆိုင်ပြီးတော့စကားပြောတဲ့အဓိပ္ပာယ်ကိုပြောတာနော်အဲ့တော့その建物のအဲ့ဒီအဆောက်အုံရဲ့建設はဆိုတော့ construction ဆောက်လုပ်ရေးက中止となったရပ်လိုက်ပြီဆိုတဲ့အဓိပ္ပာယ်လေးကိုရပါတယ်နော်အဲ့တော့ဒီဆွေရဲ့အဓိပ္ပာယ်ကဥပမာအပြင်သုံးတယ်ဆိုလို့ရှိရင်သူက月末လို့ပါလို့လေ月末ဆိုတာကလ末ဆိုတာက末月末ဟုတ်ပြီနော်月末ပြန်ရွေးမယ်နော်ちょっと待ってください月末ဆိုရင်လကုန်တာတော်လကုန်တာတော့ဘာလို့ဆိုရင်ဒီဆွေဆိုတဲ့စကားလုံးခန်းကြီးကိုသုံးပြီးတော့ရေးတယ်သူက mat လို့အတန်ထွက်တယ်เนาะအဲ့တော့လာကုန်ဒါတော့ဘာလို့ဆိုပြီးသွားတဲ့ဟာကိုပြောချင်တာဟုတ်ပြီเนาะအဲ့လိုမျိုးကိစ္စတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတစ်ခုကပြီးသွားတာဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့ကြောင့်မလို့နာယန္တာခေကမို့တွေးလို့ပြီးပြီတွေးလို့ကုန်ပြီဘာမှဆက်တွေးကြမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာတောင်းတဲ့အတွက်ကြောင့်မလို့ gizmat ဆိုတဲ့အဓိပ္ပာယ်ဆိုရင်လာကုန်သွားပြီဆက်မရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်လဆန်သွားပြီဆိုတဲ့အခါမျိုးကြရင် gizmat ဆိုတဲ့အားလေးကိုတုံးတယ်သူ့ရဲ့ယောမီကတာပါလဲဆိုတော့ဆွေဟုတ်ပြီနော်အဲဆိုရင်နားလည်းဒီမှာစိုက်ကောလေးတွားရအောင်他卡多思ったသူကတော့卡多思ったဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီဟာလို့ထင်တော့မှရှိသေးတယ်တွေးတော့မှရှိသေးတယ်ဆိုတဲ့အဓိပ္ပာယ်လေးကိုတုံးတာပါသူရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကြည့်အောင်あの人はအဲ့ဒီလူက忙しい人でအလုံးရှုပ်တဲ့လူ来たかと思ったら来たかと思ったら来たဆိုတော့လာပြီかとလာပြီလားလို့思ったらထင်လုံးမရှိသေးတယ်မို့ခိုက်てしまったပြန်သွားပြီဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်နောက်တစ်ခုကြည့်အောင်花が咲いたかと思ったပန်းပွင့်ပြီလားလို့ထင်တော့တွေးတော့မှရှိသေးတယ်မို့ချစ်တဲ့しまったကျွေသွားပြီဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာเนาะ咲いてすぐに来てすぐに
ဟုတ်ပြီနော်သူကလာပြီလို့လာချင်းပြန်သွားတယ်ဆိုတဲ့အတိတ်ပဲမျိုးပွင့်ချင်းပဲကြွေသွားတယ်ဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်တကူမြန်မာလိုဆိုတော့တွေးလာပြီလားလို့တွေးတော့မရှိသေးတယ်လာပြီလားလို့တွေးလိုက်တော့မရှိသေးတယ်ပြန်သွားပြီလာချင်းပြန်တာပွင့်ချင်းကြွေတာဟုတ်ပြီနော်အဲ့လိုမျိုးဆိုတော့သူကအတိတ်ပဲကတော့တိုက်ရိုက်ဘာသာပြန်နေဆိုတော့တခုဖြစ်လင်ဖြစ်ချင်းလုံးနေလို့ချင်းပဲသူကလည်းနော်ဖြစ်လင်ဖြစ်ချင်းမှာပဲဒီဟာဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မြန်မာတောင်းတယ်မြန်မာလိုဆိုလို့ရှင်တော့တက်ကတော့မို့တယ်ရောက်ပြီလို့ပဲပြောတော့မှရှိတယ်ပြန်သွားပြီဆိုတဲ့အဓိပ္ပာယ်လေးမျိုးကိုတွေ့ရတာဖြစ်ပါတယ်နော်သူရဲ့တဲ့အဓိပ္ပာယ်လေးကဖြစ်လင်ဖြစ်ချင်းမှာပဲကြည့်ရအောင်သူက format ကလေးကအတူတူပဲ verb တာဖောင်ကိုခါတော့အမောတာ verb တာထိုးအမောတော့ဆိုပြီးတော့တုံးလို့ရပါတယ်အဲဆိုရင် format ကလေးတွေရောအဓိပ္ပာယ်လေးတွေရောနားလည်မယ်တင်ပါတယ်今日もありがとうございました